ကျွန်တော်တို့ပေါင်းသက်စီအပြင်းလောင်သွားပြီးတော့တီလူဆဲဆဲဖြစ်နေတဲ့ဂျင်းဆိုင်ခင်ဗျာကျွန်တော်စုပ်ဖွားဆေးကို200cc နှုန်းနဲ့ကျွန်တော်တို့9ချိန်လောက်အသုံးပြုပြီးတဲ့အချိန်မှာတော့ဂျင်းဆိုင်ခင်ရလုံးဝပြန်ပိတ်သွားပြီဗျာတကယ်လုံးဝဗျာဂျင်းပင်နေလုံးဝအသက်ပြန်ဆက်သွားပါပြီတော်ဆူဆူဝါဝါဗျအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးတွေလုံးဝမရှိသေးဘူးအခုကျွန်တော်စုပ်ဖွားဆေးကို200cc နှုန်းနဲ့9ချိန်မြောက်အသုံးပြုပြီးတဲ့အချိန်မှာတော့ဂျင်းဆိုင်ခင်ကလုံးဝပြန်လေလှုပ်လာခဲ့ပြီဗျာပင်ပွားတွေအများကြီးနဲ့အကောင်းဆုံးပြန်လေရှင်သန်လာတာပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုထွက်နေတော့ဂျင်းပင်ပွားလေးစုပ်ဖွားအဟုတ်တာလောက်ပါပြန်ဗျာဂျင်းခင်းနေမှာကျွန်တော်ဒီဘက်တကွက်လေးကတော့ကျွန်တော်နည်းနည်းပေါင်းသက်စီနှုံထားများသွားတာဗျဒါပေမဲ့လည်းဒီကောင်လေးကတော့ဒီဘက်ရှမ်းမှာလည်းသူစုပ်ခွားဖြန်းပြီးတော့အကောင်းဆုံးပြန်လဲလှုပ်နေရပဲဖြစ်ပါတယ်ချင်းပင်ဘွားလေးနဲ့တကယ်ဗျာလုံးဝဆူဆူဝါဝါဖြစ်နေတဲ့အနေအထားတစ်ခုကိုမှကျွန်တော်တို့စုပ်ဖွားစီ200cc နှုန်းနဲ့အသုံးပြုပြီးတော့ပြောင်းလဲလာတဲ့အနေအထားလေးပဲဖြစ်ပါတယ်